ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရွှေကိ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါเนาะကဲမင်္ဂလာရှိသောနေ့လေးပါเนาะကဲ26ရက်8လ2026ဗုဒ္ဓဘုနေ့အတွက်ပွဲလေးဖြစ်မယ်เนาะကဲဒီဗီဒီယိုထဲမှာကျွန်တော် main share ပတ်တီးတွေနဲ့ main output လေးတွေကိုတင်ဆက်သွားပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကြောင့်မလို့ channel လေးကိုခုမှစကြည့်တဲ့ကိုမတွေရဲ့ channel လေးကို subscribe လုပ်သွားမယ်လက်မလေးထောင်သွားမယ်ဗီဒီယိုလေးကိုတက်လိုက်တဲ့လောက် share မယ်เนาะကဲကျွန်တော်တို့ဒီအခက်အခဲရှိပါတယ်ရှုံးများနေပါတယ်ဆရာကြီးဆိုတဲ့အကိုမတွေရဲ့เนาะဗီဒီယိုလေးအောက်မှာတန်းစီပြီးရေးပေးသွားမယ်เนาะကဲအဓိကအကြောင်းရဲ့လူသစ်ကိုမတွေရဲ့ subscribe လေးလုပ်ထားမယ်เนาะအမြဲတမ်းကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့အနေတိုက်เนาะဒီဗီဒီယိုလေးတွေကျွန်တော်အမြဲစီလာပြီးတင်ပေးနေတာเนาะအနေတိုက်လေးတွေ free video လေးဖြစ်မယ်เนาะအကိုတို့အမတို့ဦးလေးတို့တော်တို့အတွက်အကျိုးအတွက်ဖြစ်မယ်ဒီဗီဒီယိုလေးထဲမှာเนาะကျွန်တော်ရဲ့နေတိုက်လေးပတ်တီးလေးတွေနဲ့ main output လေးတွေနဲ့ကျွန်တော်ကူညီပေးသွားမှာဖြစ်ပါတယ်ဗျာเนาะဒီဗီဒီယိုထဲမှာဘာတွေရမလဲဘယ်လို main output တွေနဲ့ဘယ်လိုအောင်ကျွန်တော်ဘက်ကလုပ်ပေးမလဲဆိုတော့အကိုမတို့ကเนาะကျွန်တော်ရဲ့ YouTube channel လေးမှာစောင့်ကြည့်ပေးပါဗျာเนาะကဲအားလုံးပဲမင်္ဂလာပါဗျာเนาะဒီနေ့ကဗုဒ္ဓဘုပွဲလေးဖြစ်မယ်เนาะတင်းတာနေမနက်ပိုင်းမှာကဲနှစ်ဘူးထွက်လာတယ်တစ်ဘူးထွက်လာတယ်အပူကနှစ်ခါကြတယ်เนาะကျွန်တော်ပြောတယ်အပူကြရင်တော့တောက်လျှောက်ကြပြီเนาะကဲနှစ်ဘူးတစ်ဘူးကတော့ထွက်သွားပြီအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အင်္ဂါနေ့မှာကျွန်တော်ပြတ်သွားတယ်เนาะကျွန်တော်ကဏ္ဍဒီပြတ်သွားတယ်เนาะ97ပြတ်သွားတယ်ကဲဒီနေ့ဗုဒ္ဓဘုနေ့မှာကျွန်တော်ကเนาะဒီအင်္ဂါနေ့မှာဝင်လင်းဖြစ်လိုက်တဲ့အတွက်အခက်အခဲတစ်ခုအတွက်နဲ့เนาะဗုဒ္ဓဘုနေ့မှာကျွန်တော်အကိုမတို့ကျွန်တော်ဒိုင်ကွဲရှစ်အလဲထိုးဆိုတာလေးကိုကျွန်တော်ပြန်ပြီးတော့တည်ဆောင်လာခဲ့ပြီဗျာเนาะကဲအမှားမှန်ကိုအများနဲ့နားလည်ပြီးအကိုမတယောက်ချင်းစီအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့တရက်တော့ကျွန်တော်အင်္ဂါနေ့တရက်တော့ကျွန်တော်ဖောင်းခဲ့ပြီเนาะအဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်လည်းစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်အများကြီးကြည့်ရှုအားပေးနေတဲ့အကိုမတွေမညွန်ညင်တဲ့အကိုမတွေเนาะအထူးပဲကျေးဇူးတင်ပါတယ်ဗျာเนาะဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးပါဗျာเนาะကျွန်တော်နေတိုင်းလေးဒီဘယ်လိုသွားမလဲเนาะအပူးနဲ့နက်ခတ်ပဲကြာသေးတယ်เนาะပရိဒါပဲကြာတယ်เนาะပရိဒါကြာတယ်တစ်သုံးပရိဒါကြာသွားရင်เนาะ၄ break တွေကြီးပဲဆင်းတယ်အမှန်တကယ်၄ break ဆင်းဘူး break ဆင်းပေးရမှာဗျာ19ဆိုတာကြာမှာเนาะ3နောက်ပိတ်ကြာလို့9နောက်ပိတ်ကြာမယ်3ထပ်ကြာတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကအဲ့တစ်ဆိုမှတစ်ဆိုတဲ့တစ်ကိုမနက်ဖြန်မှာလည်းကျွန်တော်ထပ်ပြီးတော့ထပ်ထုတ်ပေးသွားမယ်เนาะကဲမနက်ဖြန်ကျွန်တော်တို့3ကအခုလာနေနောက်ပိတ်တွေပဲ9313เนาะ3နောက်ပိတ်တွေပဲကြာနေကဲမဝေးမွိုက်တော့ကျွန်တော်တည့်ပြောမယ်ဒိုင်ကွဲ main share ပတ်တီးဒီ39ဖြစ်မယ်เนาะကဲဟိုးရင်တော့ကားတွေလိုမျိုး39 byte ဘူးကြီးလို့เนาะအဲ့တိုင်း39 share ဖြစ်မယ် share ပတ်တီးဖြစ်မယ်39ဒီ share ပတ်တီးဖြစ်မယ်เนาะ share ရက်ပတ်မယ်မနက်ပိုင်း1000ပတ်တဲ့လူเนาะ100နဲ့เนาะစံမိုးစီဖို့လေးလိုချင်တဲ့လူ100နဲ့ပတ်တဲ့လူညနေပိုင်းအောင်ဇာရိုးတင်မယ်နေကုန်ပတ်တီးလေးဖြစ်မယ်ပတ်တီးဒီ share ပါ share လုပ်ပြီးသားပါတယ်เนาะ share ဖြစ်မှာเนาะအဲ့အတွက်ကြောင့်မလို့3က line ထိပ်စီးဖြစ်ဖို့များတယ်9က line နောက်ပိတ်ဖြစ်ဖို့များတယ်เนาะ3000နဲ့ချိန်ကြလို့9နောက်ပိတ်ရလဲကြောက်ကြပေးရမယ်เนาะအဲ့အတွက်ကြောင့်မလို့ထိပ်စီးတွေနောက်ပိတ်တော့ကျွန်တော်ထွေထူးမပြောတော့ share ပတ်တီးဖြစ်မယ်เนาะကြီးရဆိုလို့ရှိရင်ကျွန်တော်3နဲ့ကျွန်တော်တွဲပေးမယ်ကျွန်တော်ကိုမာရီเนาะ3နဲ့ဆိုရင်ကျွန်တော်38ဖြာမင်္ဂလာเนาะ38ဖြစ်မယ်3830 3830နဲ့เนาะ3830နဲ့ကဲ9နဲ့ဆိုလို့ရှိရင်9890နဲ့9890နဲ့ဒါဒီ main output ဖြစ်မယ်เนาะ83ည2ဒီ key ဖြစ်မယ်39ဒီပတ်တီးဖြစ်မယ်เนาะကဲဒါလေးကိုကိုမတို့အနေနဲ့လိုက်လံပြီးစော်ပေးပါကိုတိုင်းနဲ့တက်နိုင်တဲ့ဘက်ကเนาะလိုက်လံပြီးစော်ပေးပါကဲတော့နေတိုင်းလေးစော်ပြီးတော့ငါကိုမကြီးအားလုံးပဲအောင်မြင်ကြပါစေကံကောင်းကြပါစေအဆင်ပြေကြပါစေเนาะကဲအင်္ဂါနေ့ရဲ့အကျွေးတွေကိုဗုဒ္ဓဘုနေ့မှာကျွန်တော်တို့ပြန်ဆက်ကြမယ်เนาะကဲကျွန်တော်ရဲ့ logo မှာကျွန်တော်ဘိုင်ပတ်တီးကိုတင်ပြပေးမယ်အဲ့ဒါလေးကိုတင်ပြီးတော့စော်ပေးပါငါကိုမကြီးအားလုံးเนาะအဆင်ပြေကြပါစေလို့ကျွန်တော်เนาะဆူတောင်းပေးပါတယ်ဗျကဲဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အကိုမတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်เนาะကဲအခုမှစာပြီးအားပေးတဲ့အကိုမတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မြဲစီကြည့်ရှုအားပေးတဲ့အကိုမတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျเนาะမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေเนาะကဲခုနှစ်သားသမီးတွေတကွာရောက်သားသမီးပါဝင်စိတ်ချမ်းသာညီကိုကြီးရမှချင်းနဲ့ပြည့်စုံကြပါစေသွားလန်းတာလို့လန်းလန်းပြောက်ပြီးအနေကင်းစိတ်သွားလန်းကိုပါလို့လုံရင်ဆန္ဒတွေလည်းပြေးသွားကြပါစေလို့ကျွန်တော်ရွှေခေတ်အစုံကောင်းလေးတောင်းပေးပါဗျ26ရက်8လ2026เนาะအောင်မြင်ကြပါစေကံကောင်းကြပါကဲဗီဒီယိုပြီးဆုံးအောင်ကြည့်ပြီးတဲ့အကိုမတွေကိုလက်ဆောင်ကျွန်တော်ထုတ်ပေးမယ်13ထွက်လို့68နဲ့40ကိုမွေးတာပါတစ်ပတ်လုံးတိုင်းတာကျွန်တော်ပြောပြနော်68နဲ့40ကိုမွေးပေးတာပါဒါနေတိုက်သမားတွေကိုပေးလိုက်ပါပြီ6840နော်ဒါလေးကိုမွေးပေးတာပြီးအောင်ကြည့်တဲ့လူကြီးသိရပါမယ်နော်ဒီအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်ဗျာနော်ကဲကွက်လက်ပါဗျာ